ကဲအားလုံးပဲမင်္ဂလာပါကိုရှမ်းရဲ့ YouTube channel ကနေပြီးတော့မိတ်ဆွေကူမတွေအားလုံးကိုနှွေးထွေးစာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲเนาะမနက်ဖြန်24ရက်4လ2026တောက်ကြနေအတွက်ကိုကျွန်တော်အကြိုက်ဆုံးပတ်သီးတွေကျွန်တော်အကြိုက်ဆုံးမရောက်ွက်တွေကိုလာရောက်မျှဝေပေးတယ်ဗီဒီယိုလေးပဲဖြစ်ပါတယ်เนาะကိုရှမ်းကိုဒီမတွေအားလုံးပဲဒီညနေမှာလည်းကျွန်တော်တို့ပတ်သီးလေးနဲ့ပဲကျင်းနေလိုက်ရတယ်เนาะမနက်မှာလည်းမနက်ကလည်းပတ်သီးလေးနဲ့ပဲကျင်းလိုက်ရတယ်ဒီညနေစီမှလည်းပတ်သီးလေးနဲ့ပဲကျင်းလိုက်ရတယ်ဗျာ54ဆိုရင်ရောမရောက်ွက်ထိတယ်เนาะဒါဆိုရင်ကိုရီမားတွေအားလုံးပဲဒီတစ်ပတ်မှာကျွန်တော်8ကြိမ်ကို6ကြိမ်တီးတီးအောင်အဆင်ပြေခဲ့တယ်เนาะဒါပေမဲ့မနက်ဖြန်တောက်ကြနေအတွက်ကိုကျွန်တော်ဘက်က2ကြိမ်မဟုတ်ရင်တော့မှတစ်ကြိမ်တော့အကောင်းဆုံးဖြစ်အောင်လုပ်ပေးထားမယ်ကျွန်တော်ကိုမရအားလုံးပဲเนาะတေချာလေးတော့နားထောင်ပြီးပါတေချာလေးတော့ကြည့်ပြီးပါเนาะမနက်ဖြန်မှာနော်ပေါက်ချင်တယ်ရချင်တယ်ဆိုတဲ့ကိုရီမားတွေအားလုံးပဲတေချာလေးနားထောင်ပေးပါမနေ့ကမှကိုရှိုင်းရင်မင်းကြိုက်ဆုံး1ချိန်ပြောပါဆိုရင်ကိုလေး1ချိန်နော်6ပိုင်း4ပိုင်းမှာ6ပါတော့ကနေ4ပါတော့ကနေကိုဦးစားပေးပြီးတော့လိုက်ဆော့ပေးပါလိုက်ကစားပေးပါနော်ကျွန်တော်ရှိမှာဖုန်းဝင်ထားတဲ့ကိုရီမားတွေအားလုံးရောနေတိုက်ကြီးစောတဲ့ကိုရီမားတွေအားလုံးရောကိုရှိုင်းရဲ့ဗီဒီယိုဖိုင်လေးကိုအစားအဆုံးလေးနားထောင်ပေးပါအစားအဆုံးလေးကြည့်ပေးပါနော်ကျွန်တော်ကိုမရလုံးမဲ့ကိုရှမ်းကိုဘာမှပေးစရာမလိုဘူးလိုက်လက်မလေးပဲနှိပ်ပေးနော်โอเคလေးတော့ကြောင်မှန်ပြီကျွန်တော်ကိုမရလုံးမဲ့အပန်းမကြီးရဲ့ကိုရီမတွေအားလုံးပဲโอเคလေးတော့ချက်မှန်မယ်နော်မင်္ဂလာရှိအောင်လို့မင်္ဂလာပါလို့လည်းမှန်ပါကျွန်တော်ကိုမရအားလုံးပဲနော်6ပိုင်း4ပိုင်းမှာ6ပါတော့ကနေ4ပါတော့ကနေကိုအဓိကထားပြီးတော့လိုက်ဆော့ပေးပါလိုက်ကစားပေးပါနော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲနော်ဒီတစ်ပတ်မှာကျွန်တော်8ကြိမ်ကို6ကြိမ်တီးတီးတော့လုံးဝအဆင်ပြေတယ်နော်ကဲကျွန်တော်ရှိမှာရှေ့တစ်ဘက်ကဝင်ထားရှေ့တစ်ဘက်တော့ကိုဝင်ထားတဲ့ကိုရီမားတွေအားလုံးပဲကျွန်တော်ကြာတာပေးတောက်ကြအတွက်ပေးထားတာ2ရက်ဆော့ရမှာပါကြာတာပေးတောက်ကြ2ရက်ဆော့ရမှာပါကျွန်တော်ကိုမရအားလုံးပဲ2ရက်လိုက်ဆော့ပေးပါနော်ဒါဆိုကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲနေရရောက်ကိုမရအတွက်ကျွန်တော်ကြိုက်ဆုံး4နဲ့ပတ်သက်တဲ့မင်းရော4ခွက်နော်ပြီးရင်9နဲ့ပတ်သက်တဲ့မင်းရော4ခွက်ပြီးရင်ကျွန်တော်တို့အကြိုက်ဆုံးကီးအတွက်အခွေလာမယ်နော်အပူးလာမယ်အလားပဲကျွန်တော်ကိုမရအားလုံးပဲမနက်ဖြန်ကိုထီထီမီနဲ့ရှယ်ပေါက်ချင်တယ်ရှယ်ရချင်တယ်9ကို9မရဲ့အားလုံးပဲအစာအဆုံးလေးနားထောင်ပေးပါအစာအဆုံးလေးကြည့်ပေးပါနော်ကိုရှိုင်းရဲ့ဗီဒီယိုပိုင်းလေးက4-5မိနစ်ပဲတောင်းပါမှလို့ကျွန်တော်ကိုမရအားလုံးပဲပြီးဆုံးနိုင်ရဲ့အထိကြည့်ပေးပါနော်ကဲဒါဆိုရင်ချစ်မိတ်ဆွေကိုဒီမတွေအားလုံးပဲနော်4နဲ့ပတ်သက်တဲ့မင်းရော4ခွက်နော်4နဲ့ပတ်သက်ရင်ကိုရှိုင်းရင်မင်းကြိုက်ဆုံး4ခွက်ကဘာလဲဆိုရင်4-5နော်4-5ရဲ့4ခွန်ရဲ့4-3ရဲ့40ရဲ့နော်4နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးမင်းရော4ခွက်ပြောပါဆိုရင်4-5 4ခွန်4-3 40နော်4နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးမင်းရော4ခွက်ပါနော်4-5 4ခွန်4-3 40ပါနော်9နဲ့ပတ်သက်တဲ့မင်းရော4ခွက်ခေါ်ပြီးမယ်ကျွန်တော်ကိုမရအားလုံးပဲတေချာလေးမှတ်ပြီးတေချာလေးနှထောင်ပြီးနော်9နဲ့ပတ်သက်တဲ့မင်းရော4ခွက်လာမယ်ကိုဒီမတွေအားလုံးပဲ9နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးမင်းရော4ခွက်နော်90 95 93 91နော်9နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးမင်းရော4ခွက်90ရဲ့95ရဲ့93ရဲ့91ရဲ့နော်ကျွန်တော်ကိုမရအားလုံးပဲကျွန်တော်ကြိုက်ဆုံးမင်းရော4ခွက်နော်ကျွန်တော်ကြိုက်ဆုံးတင်ခွက်တွေခေါ်ပေးမယ်တေချာလေးမှတ်ပေးပါတေချာလေးနားထောင်ပေးပါနော်4နဲ့ပတ်သက်ရင်45 4ခွန်43 40နော်9နဲ့ပတ်သက်ရင်90 95 93 91နော်အဲ့ကနေလေးတွေကိုအဓိကရွေးချယ်ပြီးတော့လိုက်ကစားပေးပါလိုက်ဆော့ပေးပါချစ်မိတ်ဆွေကိုဒီမတွေအားလုံးပဲနော်ကဲရှစ်တပတ်စာဟူးမကျော်အတွက်နော်ဟူးမကျော်လိုချင်တဲ့ကိုဒီမတွေအားလုံးပဲလာယူလို့ရပြီနော်မွန်ရသေးတဲ့လူဟောင်းကိုမရဲ့အားလုံးရောအခုမှမြင်လို့တွေ့လို့ဝင်ကျင်တဲ့လူသစ်ကိုဒီမတွေအားလုံးရောတေချာလေးနားထောင်ပေးပါတေချာလေးကြည့်ပေးပါနော်ကျွန်တော်တို့ရှစ်တပတ်စာတလင်းလာအင်္ဂါဗုဒ္ဓဘူးအဲ့3ရက်နော်အဲ့3ရက်အတွက်ကိုကျွန်တော်တို့အာမခံဇာတုပတ်တိတစ်လုံးရမယ်မွေးကနန်း2ခွက်ရမယ်နော်အလားအပြင်တောက်ကြနေတနေကုံစာနော်ဒီတစ်ပတ်တောက်ကြနေတနေကုံစာကိုကျွန်တော်အကြိုက်ဆုံးပတ်တိတစ်လုံးနဲ့အကြိုက်ဆုံးမင်းရောတစ်ခွက်ရမယ်နော်ကျွန်တော်အကြိုက်ဆုံးပတ်တိတစ်လုံးနဲ့ကျွန်တော်အကြိုက်ဆုံးမင်းရောတစ်ခွက်ရမယ်နော်ကန်ဆာကြီးကတော့1000ပါပဲကျွန်တော်ကိုမရအားလုံးပဲနော်ကဲစက်တရမယ့်နံပါတ်ကိုကျွန်တော်ခေါ်ပေးမယ်ကျွန်တော်ကိုမရအားလုံးပဲနော်စက်တရမယ့်နံပါတ်ကိုတော့ကျွန်တော်နည်းနည်းလေးခေါ်ပေးမယ်အဲ့နံပါတ်မှာကျွန်တော် Viber သုံးတယ်နော် Viber မသုံးတဲ့ကိုဒီမားတွေအားလုံးကလည်းကျွန်တော်ဖုန်းတိုက်ရိုက်ဆက်ပေးပါဖုန်းမစီကကျွန်တော်ခဏပို့ပေးပါတယ်ကိုဒီမားတွေအားလုံးပဲနော်ကဲပလင်းလာအင်္ဂါဗုဒ္ဓဘူးနော်အဲ့3ရက်ကိုအဖွဲဝင်တာနဲ့နော်အဖွဲဝင်တာနဲ့တောက်ကြနေတနေကုန်စာ
လက်ဆောင်ပတ်သီးတစ်လုံးနဲ့လက်ဆောင်မင်းရောတစ်ခွက်ရမယ်နော်ကျွန်တော်ကိုမရလို့မယ်ရှေ့တစ်ပတ်စာတလင်းနာအင်ကာဘုတ်တပူကအဓိကထားပြီးတာကျွန်တော်တရားခိုင်တော့အာမခံတဲ့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ပတ်သီးတစ်လုံးရမယ်မွေးကနဲ့နှစ်ခွက်ရမယ်နော်ရှေ့တစ်ပတ်စာကျုံးဝင်တာနဲ့တောက်ကြနေတဲ့နေကုန်စာလက်ဆောင်ပတ်သီးရမယ်လက်ဆောင်မင်းတစ်ခွက်ရမယ်ကိုဒီမတွေအားလုံးပဲကန်ဆယ်ကြီးရ1000နော်ကိုရှိုင်းရှိမှလာယူတဲ့ကိုဒီမတွေအားလုံးပဲကန်ဆယ်ကြီး1000မမြင်နဲ့ကိုရှိုင်းလုတ်ပြပေးမဲ့အရာကိုပဲမြင်ပါကိုရှိုင်းအဲ့ဒီမကကျွန်တော်မိတ်ဆွေကိုမတွေအားလုံးကိုစူးစမ်းပေးနေရကျွန်တော်ကိုမတွေအားလုံးပဲသိရတဲ့အတိုင်းပဲနော်ဒီတစ်ပတ်မှဆိုရင်နေတိုက်ရကိုမတွေဆိုရင်နော်8ကြိမ်ကိုကျွန်တော်ကိုမတွေအားလုံးပဲ6ကြိမ်တိတိလုံးဝအဆင်ပြေတယ်အောင်မြင်တယ်နော်ကျွန်တော်ဘက်ကလည်းအကောင်းဆုံးဖြစ်အောင်ကိုဒီမတွေအားလုံးကိုစူးစမ်းပေးနေသိရတဲ့အတိုင်းပဲနော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုမရအောင်မယ်ကိုကြီးလို့လဲလိုချင်တယ်မိုင်းလို့လဲလိုချင်ပါတယ်ဆိုတဲ့ကိုဒီမတွေနော်ဆက်သွယ်ရမယ့်နံပါတ်ကိုကျွန်တော်တစ်ခေါက်တည်းခေါ်ပြီးမယ်နှင်းလေးခေါ်ပြီးမယ်တေချာလေးမှတ်ပြီးပါနော်ဆက်သွယ်ရမယ့်နံပါတ်ကတော့ကျွန်တော်မိတ်ဆွေကိုမရအောင်မယ်ကိုခွန်တောင်းလုံးနော်33938ပါနော်ဆက်သွယ်ရမယ့်နံပါတ်ပါဘိုင်ဘာသုံးပါတယ်အဲ့နံပါတ်မှာဘာကြောင့်မတော်တဲ့ကိုမရအားလုံးကဓာတ်ရိုက်ဆက်ပြီးပါကျွန်တော်ရဲ့ဒီအကောင့်ထဲမှာလည်းဘိုင်ဟိုမှာကျွန်တော်ရေးပေးထားပါတယ်ကျွန်တော်ကိုမရအောင်မယ်ဆက်သွယ်ရမယ့်နံပါတ်ကိုနော်ဒါဆိုကျွန်တော်မိတ်ဆွေကိုမရအောင်မယ်ခဏလေးနောက်တစ်ခေါက်ပြန်ခေါ်ပြီးမယ်၄နံပါတ်တက်ရင်45444340 9နံပါတ်တက်ရင်90959391အကြိုက်ဆုံးကီတွဲအခွေက1960ကီတွဲအခွေအပူပါခွေပေးပါကျွန်တော်ကိုမရအောင်မယ်1960ကီတွဲအခွေပေးပါအပူပါခွေပါကျွန်တော်ကိုမရအောင်မယ်တေချာမှတ်ပေးပါ1963ကီတွဲအခွေကိုအပူပါခွေပေးပါနော်ကျွန်တော်ကိုမရလုံးမဲ့အတန်းတန်းမှားလဲနော်တောက်ကြနေကို2ချိန်မဟုတ်ရင်တော့တကြံတော့ကျွန်တော်ဘက်ကအစွမ်းကုန်ဖြစ်အောင်စူးစမ်းပေးထားတာနော်ကျွန်တော်ကိုမရလုံးမဲ့နော်ယုံကြည်မှုရှိဖို့ပဲလိုတယ်ကျွန်တော်ရှိမှလာဥတဲ့ကိုမရလုံးကိုကျွန်တော် share တက်အောင်လုပ်ပေးမှာနော်ရှစ်တစ်ပတ်ကိုအဓိကထားပြီးစောကျင်တဲ့ကိုမရလုံးမဲ့ရှစ်တစ်ပတ်တောင်းရင်မှုတောင်းခံမှုလေးရမယ်တောင်းရင်မှုတောင်းခံမှုလေးအပြည့်ရှိရကျွန်တော်ကိုမရလုံးမဲ့တရားခိုင်တော့အာမခံတဲ့ဇာတုပတ်တိလေးရမယ်မွေးကနဲ့နှစ်ကွက်လေးရမယ်နော်ကျွန်တော်ဘက်ကအစွမ်းကုန်ဖြစ်အောင်ကိုဒီမတွေအားလုံးကိုစူးစမ်းပေးမှာရှစ်တစ်ပတ်စာယူတာနဲ့တောက်ကြနေတဲ့နေကုန်စားလက်ဆောင်ပတ်တိနဲ့လက်ဆောင်မင်းရောတစ်ခွက်ရမယ်နော်ယုံကြည်မှဆက်သက်ပေးပါကိုဒီမတွေအားလုံးပဲနော်ကဲကိုချမ်းလက်ရှိုးပဒီမိုင်လေးတော့ဒီလောက်ပါပဲကျွန်တော်မိတ်ဆွေကိုမအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နေကြပါစေလိုရင်းစနာတွေတို့ကဖြည့်ဝနေကြပါစေလို့ကိုချမ်းရဲ့ YouTube channel အသစ်ကနေပြီးတော့ကိုဒီမတွေအားလုံးကိုစမကောင်တောင်းပေးပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမအားလုံးပဲပိုင်းပါ